ဘာလေးဖြစ်မလဲပိတ်တဲ့ကြည့်ကိုပြပေးပါအောင်ရှင်မကြည့်ပါတော့နဲ့မကြည့်ပါတော့နဲ့ကဲဖက်ချဖက်ပြပါဦးတန်ထွက်ပြီးတော့မမြင်ရဘူးထင်တယ်ဆရာဟောအေးအမေတော့ကျွန်တော်မလို့ချင်းစွန်းရတခုပါလို့မင်းမချွတ်လိုက်မယ်နော်ကောင်းကောင်းလေးမတွေ့ရလို့ဟုတ်ကဲ့ဆရာမိတ်ဆက်ချင်းအရင်သွားလိုက်မလားမရဘူးကျွန်တော်ခလုံးမမိတ်ဆက်မှာโอเคအဲ့ဆိုရင်ဆရာတော်ဘောပါပဲရှင်ဆိုတော့အားလုံးလုတ်ခုတ်တီးပြီးတော့ကြိုဆိုပေးပါအောင်ရှင်တကယ်တော့လေကျွန်တော်ကိုဘာထက်လက်ရှိမှမသိဘူးဖြစ်နေတယ်အဲ့တော့ကိုတန်တရားတွေကယုံကြည်မှုကိုရှာဖွေခြင်းဒါလည်းကျွန်တော်ကိုတခုခုဖော်ပြခြင်းနဲ့အရာဖြစ်မယ်ဆိုတာလည်းကျွန်တော်ထင်ပါတယ်လို့အဲ့တော့ကျွန်တော်ဘုံလည်းမပြပေးကြပါလားယင်ရှေ့ကအလက်တွေကြတော့ဆက်တိုက်ပြောပြလို့ကျွန်တော်တက်လက်ရှာတော့ကြည့်အောင်မပြပေးဘူးလေစိတ်ဓာတ်ပဲချောတယ်နော်ကျွန်တော်ပြန်ကြည့်ရင်တော့ကျွန်တော်မထင်တော့ဘူးမှာဆရာဖက်နဲ့များသွားတယ်โอเคခုန MC ပြောတယ်လို့ပဲကျွန်တော်နာမည်ကတော့ဆန်ချိုပါလို့ဆန်ဘူးမဟုတ်ပါဘူးလို့ကျွန်တော်ကိုဆန်ဘူးလို့ပဲခေါ်နေပါတယ်လို့နော်ဆန်ဘူးဖြစ်လာရတဲ့အကြောင်းလည်းကျွန်တော်နည်းနည်းလေးပြောချင်ပါတယ်ပြီးခဲ့တဲ့ရက်နဲ့ငယ်တုန်းကပေါ့နော်ကျွန်တော်ဆရာကြီးမနုတို့အိမ်မှာသွားလေရင်းနဲ့ဆရာကြီးရဲ့အမေကိုမိတ်ဆက်ရင်းနဲ့ဆရာကြီးရဲ့အမေကကျွန်တော်နာမည်ဆန်ချိုလို့မိတ်ဆက်တာကိုတက်ကြီးတဲ့ခါကျတော့သွားမပါတဲ့ခါကျတော့ဆန်ဘူးဖြစ်သွားတယ်အဲ့တော့အခုနောက်ပိုင်းကျွန်တော်ကိုဆန်ဘူးလို့ခေါ်တာများနေပါတယ်လို့ကျွန်တော်နာမည်ရင်းကဆန်ချိုပါလို့နော်ဆန်ချိုလို့ပဲခေါ်ပေးကြပါလို့တန်ရတဲ့ကယုံကြည်မှုကိုရှာဖွေခြင်းတဲ့ကျွန်တော်ငယ်တုန်းကဟောနော်စနေစကူသွားမယ်ဆိုပြီးတော့မှအမြဲတမ်းအမေကမသွားရင်တော့မတုံနဲ့ရိုက်ပြီးတော့မှခိုင်းတယ်ဘာကြောင့်သွားရတာလဲပေါ့နော်ဘုရားတကယ်ရှိလားဆိုတော့ကျွန်တော်တရင်ရအဖြစ်မိတယ်ကိုစိတ်မပါတဲ့အရာတခုကိုပေါ့နော်မလှုပ်ချင်ပဲနဲ့အမေခိုင်းလို့ဆိုပြီးသွားတဲ့အခါမှာကျွန်တော်စိတ်မှာတန်ရဖြစ်တယ်ဘုရားတကယ်ရှိလို့လားပေါ့နော်အဲ့လိုပဲအဲ့ဒီတန်တရားစိတ်နဲ့ကျွန်တော်လက်ကျင်လေခဲ့တာပေါ့နော်ရှင်သန်ခဲ့တာ10တန်းတီပေါ့နော်ကျွန်တော်အဖြေမရခဲ့ဘူးအဲ့ဒီတန်တရားကလေပြောရမယ်ဆိုရင်ဘုရားတကယ်ရှိလားဆိုတဲ့အဖြေကိုကျွန်တော်တကယ်မရခဲ့တာ10တန်းအထိအဲ့တော့ဘာဖြစ်ခဲ့လဲဆိုရင်ကျွန်တော်ဘဝကသူများပြောပြီဆိုရင်ဟုတ်တယ်ဘာလို့ဆရာတကူကတင်ပေးလိုက်ပြီဆိုရင်ပြောကျွန်တော်အဲ့ဒါတကယ်ဟုတ်လားဆိုကျွန်တော်မသိဘူးဆရာတယောက်ကနေထားလို့ရကောင်းတယ်ဆိုရင်တကယ်ကောင်းလားဆိုတာကျွန်တော်တန်တရားဖြစ်တယ်အမြဲတမ်းကိုလေယုံကြည်မှုမရှိဘူးအဲ့တော့ထလန်ရှိုးပြမယ်ဆိုပြီးတော့မှကော်မတီဆိုရှယ်ကော်မတီနဲ့စင်တဲ့အခါမှာဘာပြလို့ပြရမှန်းမသိဘူးအဲ့တော့ပြချင်တယ်ဆိုရှယ်ကော်မတီကိုလည်းအားပေးချင်တဲ့အခါကျတော့ခင်ဗျားတို့ပဲကျွန်တော်ကြည့်ချက်ပြီးလုပ်လိုက်ပါကျွန်တော်ခင်ဗျားပြောတဲ့အတိုင်းလိုက်လုပ်ပါမယ်ဆိုတော့ကျွန်တော်ကိုဟောပေါ့နော်ချပန်းစကားပြောခိုင်းတယ်အမှန်တော့ကျွန်တော်ကအကုန်လုံးလှုပ်ချင်ပါတယ်လို့အကုန်လုံးလှုပ်ချင်ပါလေလို့မတော်ခဲ့ကြားဖြတ်အနေနဲ့ကျွန်တော်ဒီ fashion အကြောင်းနည်းနည်းလေး intro ဝင်ချင်ပါလေပေါ့နော်ဒါကကြတော့ကျွန်တော်အတင်းတော်ထဲကအခါတိုင်းသားဝတ်စုံဖြစ်ပါတယ်လို့အတင်းတော်ကလူငယ်တွေကနေပြီးတော့မှချုပ်ပေးတဲ့ဝတ်စုံဖြစ်ပါတယ်လို့အဲ့ဒီမတော်ခဲ့ fashion လို့ဘာလို့ပြောလေဆိုရင်တကယ်ကြတော့ကျွန်တော် fashion တခြားလေးမျက်မှန်နဲ့တခြားလေးလမ်းမှာရှိတဲ့သူများကျွန်တော်ကြည့်ပြီးတော့ပြုံးပြကြတယ်ဘာလဲပေါ့နော်ငါရမ်းမိုက်လာပေါ့တကယ်တမ်း
ကိုသွားမဲ့ခကြီးရောက်ပြီးတော့မှတေချာကြည့်တဲ့အခါမှာဇီးရမှာပိတ်ထားဘူးအဲ့တော့ယောက်ျားလေးတွေသတိထားပါလို့ဇီးတေချာပိတ်ချပါလို့နော်ဘောပီစီကိုတေချာလေးပြစစ်ပါလို့ရားဖြက်အတိပေးတာပါโอเคတန်တရားထဲကယုံကြည်မှုကိုရှာဖွေခြင်းလို့ပြောတဲ့အခါမှာကျွန်တော်ပြန်ဆက်ပါမယ်ကျွန်တော်အသက်တာနဲ့ပြန်ပြီးတော့မှဆင်ခြင်မိတဲ့အခါမှာကျွန်တော်ဖျားကိုတကယ်တွေ့ခဲ့တဲ့နှစ်ကကျွန်တော်10တန်းအောင်ပြီးကျန်းစာကြောင်မသက်ခင်လေးမှာတကယ်တွေ့ခဲ့တယ်ဟောနော်ဘာလို့ပြောလဲဆိုရင်ကျွန်တော်ကငငယ်ကလေးကခရိယန်တိုင်းဝိုင်းကိုမှပါစတာမိသားစုကနေကြီးပြင်းလာတဲ့သူဖြစ်တယ်ဒါပေမဲ့ကိုတိုင်ကဖျားကိုတန်တရားစိတ်နဲ့ပဲစူတောင်းလိုက်ပြီဆိုရင်လေတကယ်ရောရပါမလားငါစူတောင်းရင်တကယ်ရောသူပေးနိုင်လို့လားဆိုပြီးတော့မှတန်တရားစိတ်နဲ့ပဲကြီးပြင်းလာခဲ့တဲ့အခါမှာကိုယ့်အသက်တာကိုလည်းကိုမလို့မလားဖြစ်တယ်မရဖြစ်တယ်ဒါပေမဲ့ဘုရားသခင်နဲ့တကယ်တွေ့လိုက်တာကကျွန်တော်ကိုဆရာတယောက်ကပြောတယ်ဗောနော်ကျွန်တော်အရင်ခင်တဲ့ဆရာပါငါတာဗောနော်ဘုရားသခင်တကယ်ရှိတယ်မင်းရဲ့အသက်တာကိုပဲကြည့်ပါမင်းတို့မိသားစုကြက်ချန်တာအင်္ဂလိပ်နဲ့စတင်ခဲ့တာဘာစီဝါရေးမှမရှိဘူးဘာအမွေးမှမရှိဘူးဆောင်းကနေရေလုပ်ငန်းဆိုတဲ့ပြဆရာဘာမှမရှိဘူးဒါပေမဲ့မင်းရဲ့အဖေဖျားမှုတော်ဆောင်ရင်းနဲ့မင်းရဲ့အသက်တာဒီကနေ့10တန်းတိမင်းအောင်သွားပြီဘယ်ကနေရလာတဲ့အရာတွေလဲဘုရားသခင်မရှိတာမဖြစ်နိုင်ဘူးဆိုပြီးတော့မှကျွန်တော်ကိုဆရာကပြောတဲ့အခါမှာကျွန်တော်ပြန်စဉ်းစားတဲ့အခါမှာကျွန်တော်တသက်တာဒီကနေ့အထိတိုင်းဘုရားကျေးဇူးတော်တသက်ကြောင့်တာဖြစ်တည်နေတယ်ဆိုတာကျွန်တော်တီးခဲ့ရတယ်ပြီးတော့ပြန်ပြီးဆင်ခြင်ခဲ့တဲ့အခါမှာဘုရားသခင်ကိုတန်တရားစိတ်နဲ့တောင်းခဲ့တဲ့ဆုရည်တော်မှဟောနော်ကျွန်တော်ငယ်တော့တောင်းခဲ့တယ်ဘုရားခင်ကျွန်တော်တက်တာနဲ့ဘုရားမှုတော်ကိုတုံးပေးပါဆိုပြီးတော့မှတောင်းခဲ့တဲ့ဆုတွေလေခုချိန်မှာကျွန်တော်ဒီเจ้าကိုရောက်လာပြီးတော့မှဘုရားမှုတော်အတွက်ရွေးချယ်ခြင်းခံရတယ်ဆိုတာကိုကျွန်တော်ပြန်လဲတီးခွင့်ရတယ်အဲ့တော့ဒီမှာရှိတဲ့သူတွေလေဘုရားတကယ်ရှိတယ်ဟောနော်ဒီကနေ့ဒီမှာကျွန်တော်တို့ရှူနေတဲ့လေတောင်မှဟောနော်ကျွန်တော်တို့မဖန်တီးနိုင်တဲ့ရှူနေတဲ့လေတောင်မှဘုရားသခင်ပေးတယ်ဖြစ်တယ်ပေးထားတာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်ကိုဗစ် -19 တုန်းကဟောနော်အောင်စင်ကြီးတနာရီကိုကျွန်တော်တို့ဖက်မှာဆိုရင်10သိန်းလောက်ယူတယ်အဲ့ဒီအောင်စင်ကြီးတော့မှတချို့အောင်စင်ကြီးတော့မှမရဘဲနဲ့အသက်ရှုံးတာတွေရှိတယ်အဲ့မှာကျွန်တော်ဆင်ခြင်မိတာကဘုရားကြီးဖန်ဆေးဖိတ်ထားတဲ့ဒီလေကတော့မှဟောနော်တော်တော်လေးကိုတန်ဖို့ရှိပါလားနေ့ရက်စင်တာအခုဆိုကျွန်တော်အသက်24ပြည့်တော့မယ်24တိတိုင်ဆူလာတဲ့ရှူလာတဲ့ဒီလေတနာရီ10သိန်းလုံးနဲ့ပြန်တွက်ကြည့်ရင်မရေတွက်နိုင်เสียဖြစ်တယ်အဲ့တော့တကယ်တမ်းမိမိပတ်ဝန်းကျင်မှာရှိတဲ့အရာကိုပြန်ပြီးတွေးကြည့်တဲ့အခါမှာဘုရားတကယ်ရှိတယ်ဆိုတာကိုကျွန်တော်ကိုမြင်တွေ့စေတယ်အဲ့တော့တန်တရားထဲကယုံကြည်မှုကိုရှာဖွေခြင်းလို့ဆိုတဲ့အခါမှာကျွန်တော်ကိုဘုရားသခင်တကယ်ရှိတယ်ဆိုတဲ့ယုံကြည်ခြင်းကိုခိုင်မာစေတာကဘုရားသခင်တကယ်ပေးထားတဲ့ဘေးပတ်ဝန်းကျင်ကအရာတွေတဘာဝဖြစ်တည်နေတဲ့အရာတွေကဒါဟာဘုရားသခင်ပေးထားတယ်ဒီမှာရှိတဲ့ညီကောင်မောင်မတွေကလည်းကျွန်တော်အတွက်ဘုရားခင်ပြင်ဆင်ပေးထားတဲ့ညီကောင်မောင်မတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ကိုဘုရားခင်ကဖော်ပြတယ်တန်တရားစိတ်ထဲကနေဘုရားသခင်ရဲ့ဖန်ဆင်းခြင်းအရာကယုံကြည်မှုကိုတွေ့စေတယ်ဆိုတဲ့အရာကိုကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်